ဒီနေ့တော့တင်းရဲ့နှလုံးသားတင်းရဲ့စိတ်ဝိညာဉ်ကိုလှုံ့ဆော်ပေးမယ်ဘဝပုံမြင်လေးတစ်ပုဒ်ကိုပြပြပါမယ်နော်ဒီဇလန်းကတရုတ်ဆောင်တဲ့လူရှင်တော်သားမကပဲဒဏ္ဍာရီတွင်စင်မဲ့လူတစ်ယောက်ရဲ့ဇလန်းပဲဖြစ်ပါတယ်ရုပ်ရှင်သမိုင်းမှာရွှေရောင်ကပီးတင်နိုင်ခဲ့တဲ့သူမျက်ရည်တွေကိုဖုံးကွယ်ရင်းတကဘာလုံးကိုရီမောအောင်လုံးနိုင်ခဲ့တဲ့လူတစ်ယောက်ပါသူ့နာမည်ကတော့ဆာချာလီစပန်ဆာချက်ပလင်ပဲဖြစ်ပါတယ်ဒါပေမဲ့သူ့ကိုတော့ချာလီချက်ပလင်လို့အားလုံးသိကြပါတယ်ဘသူမှသူ့ရဲ့အောင်မြင်မှုကိုလုံးဝမရှင်းနိုင်ပါဘူးသူ့ဟာသားကလူသားတိုင်းနားလည်နိုင်တယ်သူ့ဘဝကဇွဲလုံးလားတီထွင်ဖန်တီးနိုင်စွမ်းနဲ့ဘယ်တော့မှအရှုံးမပေးတဲ့အတွက်အောင်မြင်တဲ့ဘဝသင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်ဆယ်စုနှစ်များကြာပြီးယနေ့တိုင်အောင်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာရှင်သန်နေသေးပါသူရုပ်ရှင်တွေကပျော်ရွှင်မှုတွေပြည့်စွန့်နေသေးပါသူဇလန်းကသင်ဘဝမှာဘလောက်ပဲခက်ခဲကြမ်းတမ်းပါစေသင်ဆက်ပြီးရှောင်လန်းနေရမယ်ဆိုတာပြသပါလိမ့်မယ်ဒါကဇလန်းသက်မဟုတ်ပါဘူးဒါဘဝခရီးတစ်ခုပါနာကျင်မှုညှင်းပယ်မှုဆင်းရဲမှုအောင်မြင်မှုနဲ့မဆုံးနိုင်တဲ့ခရီးပါချာလီချက်ပလင်ကိုအင်္ဂလန်နိုင်ငံလန်ဒန်မြို့လယ်မှာဧပြီလ16ရက်1889ခုနှစ်မှာမွေးဖွားခဲ့ပါတယ်သူမိဘများဖြစ်တဲ့ဟန်နာချက်ပလင်နဲ့ချာလီချက်ပလင်စီနီယာတို့ကဂီတနဲ့ပြဆက်လောကမှာဖျော်ဖြေသူများဖြစ်ကြပါတယ်သူတို့ကလူစုလူဝေးများကိုဖျော်ဖြေခြင်းတချင်းဆိုခြင်းစင်မြင့်ထက်မှာပဲအလုံးလုံးရင်ဘဝကိုရှင်သန်နေထိုင်ကြတယ်သူ့ဖေကအယက်သမားသူ့ကိုယ်သူမေးပြအောင်တောက်တဲ့လူချာလီကိုငငယ်လေးကလေးကစွန့်ပစ်ခဲ့တယ်သူ့မေဟန်နာကကလေးနှစ်ယောက်ဖြစ်တဲ့ချာလီနဲ့သူ့ရဲ့အမေကွဲကိုစစ်နီကိုပြုစုပြောထောင်ရင်းတူးရဲချင်ရစ်ခဲ့ပါတယ်သူတို့ဘဝကအဆင်ပြေတဲ့ထင်ရင်တင်မှားသွားလိမ့်မယ်ဖွတ်ထွက်အောင်ဆင်းရဲတွင်းထဲမှာနေထိုင်ခဲ့ကြတယ်တခါတရံထမင်းစပွဲပေါ်မှာအစားအစာတော့မရှိပါဘူးတခါတလေချာလီကဘိုင်ဟောင်းလုံးနဲ့အိမ်ရဝင်ခဲ့ရတယ်တခါတလေတော့သူ့အမေကစားပြီးချင်အောင်ဆောင်ပြီးသူ့သားသမီးတွေကိုနည်းနည်းပိုစားနိုင်အောင်လုပ်ပေးခဲ့တယ်ညစ်ပတ်တဲ့အခန်းငယ်တစ်ခုကနေအခြားအခန်းတစ်ခုကိုပြောင်းရွှေ့နေထိုင်ရတယ်မောင်းထုတ်ခံရမှာဆိုတဲ့အကြောက်တရားနဲ့နေထိုင်ကြရတယ်ဒါပေမဲ့ချာလီကကလေးသက်သာဆိုပေမဲ့ဘဝမှာဘလောက်ပဲခက်ခဲကြမ်းတမ်းပါစေပြုံးဖို့နီလန်းတွေရှာပြီးရှင်သန်နေသူပါချာလီရဲ့မိခင်ဟန်နာကအရေးချင်းရှိတဲ့အဆိုတော်တယောက်ဆောင်တူလည်းဖြစ်တယ်သူမကသားသမီးများကိုကျွေးမွေးဖို့ဝင်ငွေရရင်မျှော်လင့်ပြီးရုပ်ရှင်ရုံများမှာဖျော်ဖြေခဲ့ပါတယ်ချာလီကအဲ့ဒါကိုကြည့်ရတာသဘောကျတယ်သူကစင်နောက်ကွယ်မှာထိုင်ပြီးတနေ့နေ့မှာတော့ပရိသတ်တွေရှေ့မှာတယောက်ဆောင်နိုင်မယ်ဆိုပြီးအိမ်မက်မက်နေမိတယ်ဒါပေမဲ့ကံကြမ္မာကဒဏ်ခတ်ခံရပြန်တယ်ဆိုးရွားတဲ့ညတညပြားစက်ရုံတစ်ခုမှာဖျော်ဖြေနေရင်ဟန်နာကအတန်ပြောက်သွားတယ်သူမတချင်းမဆိုနိုင်တော့ဘူးသူမစူးစမ်းပေမဲ့အတန်မထွက်ဘူးပရိသတ်တွေကလည်းអော်ကြတယ်သူတို့ကသူမကိုရှိတာနဲ့ပြစ်ပေါက်ကြတယ်သူတို့ကသူမကိုစင်ပေါ်ကနေအတင်းဆင်းခိုင်းစေခဲ့ပါတယ်အဲ့ဒီမှာမထင်မှတ်တဲ့အရာတစ်ခုဖြစ်သွားတယ်9နှစ်သားရဲ့ကောင်လေးတစ်ယောက်ကစင်ပေါ်ကိုရှောက်လာခဲ့တယ်ချာလီကမိုက်ခရိုဖုန်းကိုကောက်ကင်လိုက်တယ်သူတချင်းဆိုတယ်ကတယ်လူအုပ်ကြီးကလည်းရီရီမောမောနဲ့ပေါ့လက်ခုပ်တွေကြီးကြတယ်ပျော်ရွှင်မြူးထုတ်ကြတယ်ချာလီကပရိသတ်ရှိမှပထမဆုံးအချိန်ဖျော်ဖြေခဲ့ရတယ်ပထမဆုံးချိန်လူတွေကိုရီမောစေခြင်းရဲ့မော်ဆန်မှုကိုသူခံစားခဲ့ရပါတယ်သူ့ရင်ထဲမှာတော့သူသိတယ်ဒါကသူ့ရဲ့ဖြစ်တည်မှုအမှန်ကိုသိရှိသွားတယ်ဒါပေမဲ့ဘဝကခါသိတယ်နှစ်ပေါင်းများစွာဆင်းရဲငတ်မှုနာကျင်မှုတွေကြောင့်ချာလီရဲ့မိခင်ကစိတ်လွတ်ပြီးစိတ်ကျန်းမာရေးဆေးရုံကိုပို့ဆောင်ခံခဲ့ရတယ်ချာလီနဲ့သူ့ကိုယ်တို့ကမိသားစုမရှိပတ်စံမရှိဘဲမှသွားစရာမရှိလမ်းမေးကလေးငယ်များလိုပဲတောင်းရမ်းစားတောက်ရင်ဘဝရှင်သန်ရေးတိုက်ပွဲဝင်ခဲ့ကြတယ်ဒါကိုမြင်အောင်ကြည့်ပါအေးဆက်ပြီးဆာလောင်နေတဲ့ကောင်လေးတစ်ယောက်ကလန်ဒန်မြို့ရဲ့လမ်းတွေပေါ်မှာလမ်းလျှောက်ရင်းအစာစားဖို့အမိုက်ပုံးတွေကိုလှမ်းကြည့်နေတယ်အဲ့ဒါကတော့ချာလီချက်ပလင်ပါဒါပေမဲ့သူလက်လျှော့ခဲ့လားနိုးပါသူမျောလင်းချက်ဆုံးရှုံးသွားပြီလားနိုးပါသူ့ရဲ့အိမ်မက်ပန်းနိုင်အတိုင်းဆက်သွားနေခဲ့ပါတယ်ချာလီကလန်ဒန်မြို့ရဲ့လမ်းများပေါ်မှာရှောက်သွားနေတဲ့ဆာလောင်ပြီးစွပြစ်ခံထားရတဲ့ကလေးငယ်တဦးမျှသာဖြစ်တယ်သူ့မှာအိမ်မရှိသူ့ကိုကျွေးမွေးဆောက်ရှောက်ဖို့မိဘလည်းမရှိပတ်စံလည်းမရှိနောက်ထပ်ထမင်းဘယ်ကရမှန်းတော့မသိတော့ပါဘူးသူနဲ့သူ့ကိုစစ်နီတို့ကစင်းရဲသားတွေကိုစားနှဲရိတ်ခါနဲ့အမိုးကာတွေပေးပြီးအလုံးလုံးဖို့ဆေးလုခံခဲ့ရတဲ့ကြောက်စရာကောင်းတဲ့အလုံးယုံတွေမှာနေထိုင်ခဲ့ရပါတယ်အဲ့ဒီနေရာတွေကအေးဆက်ရက်ဆက်ကြမ်းကြုတ်ပြီးဆင်းရဲဒုက္ခများနဲ့ပြည့်နှက်နေပါတယ်ချာလီအဲ့ဒီအလုံးယုံများထဲမှာစားလို့တုန်းကအသက်9နှစ်တာရှိပါသေးတယ်သူကစစ်နီနဲ့ခွဲပြီးအခြားအလုံးယုံမှာလှုပ်ဖို့ဆေးလုခံခဲ့ရတယ်နောက်ဆုံးသူ့အမေစီပြန်လာတဲ့ခါမှာတော့အရင်ကထက်တောင်စိတ်ကျမ်းမာရေးကပိုဆိုးလာတယ်သူ့အမေစိတ်တွေကလုံးဝကိုလွတ်နေခဲ့ပါပြီတခါတလေချာလီကိုတော့မမှတ်မိတော့ပါဘူးဆရာဝန်များကသူမကိုစိတ်ကျမ်းမာရေးဆေးရုံသို့ဆွဲခေါ်သွားတာကိုချာလီကစောင့်ကြည့်အော်ဟစ်ငိုကြွေးရုံကလွယ်လို့ခွန်အားမရှိတော့ပါဘူး
သူမကွယ်လွန်သွားပြီးတဲ့နောက်ချာလီကတကယ်ကိုတယောက်တည်းကျန်ခဲ့ပါတယ်။နာကျင်မဲ့သူ့ရင်ထဲမှာအစွမ်းထက်တဲ့အိမ်မက်တစ်ခုတော့ရှိနေပါသေးတယ်။ချာလီကသူ့မေလိုပဲစင်မြင့်ပေါ်မှာဖျော်ဖြေခြင်းနဲ့သူကငယ်စဉ်ကတည်းကပကံဆေးတာသတင်းစာတွေပို့ပေးတာအယုတ်ထုတ်လုပ်တာတွေလုပ်ကင်ခဲ့မှုတယ်။ဒါပေမဲ့ဘာလို့ပဲလို့သူ့နှလုံးသားကဇက်စင်ပေါ်မှာပဲအမြဲရှိနေခဲ့တယ်။ဒီလိုနဲ့ဒီနေ့မှာလမ်းပေါ်မှာဖျော်ဖြေရေးသမားတစုကလူတွေကိုရီမောအောင်လုပ်နေတာကိုသူတွေ့လိုက်တယ်။သူ့ရင်ထဲမှာတော့ဒါကအခွင့်အရေးပဲဆိုတာသိလိုက်တယ်။အဲ့ဒါနဲ့အတူတူလှုပ်ဖို့ပူပေါင်းလိုက်တယ်။လမ်းတွေပေါ်မှာကခုံတာတချင်းဆိုတာတော့ဟာတာလေးတွေလုပ်တယ်။အစကတော့ဘယ်သူမှဂီမဆိုင်ဘူး။လူတွေကသူ့ကိုဖျက်လျှောက်သွားကြတယ်။ဒါပေမဲ့ချာလီကတော့လက်မလျှော့ခဲ့ပါဘူး။ဆက်ပြီးဖျော်ပြတယ်။ဆက်ပြီးတိုးတက်လာအောင်လေ့ကျင့်တယ်။သူကအခြားလူရှင်တော်တွေကိုလေ့လာတယ်။သူတို့ရဲ့လှုပ်ရှားမှုသူတို့ရဲ့လေးတန်းအချိန်စသူတို့ရဲ့အမူအရာတွေကိုလေ့လာခဲ့တယ်။တဖြည်းဖြည်းနဲ့လူတွေကသူ့ကိုသတိထားမိလာတယ်။ရက်ပြီးစောင့်ကြည့်ကြတယ်။ရီမောကြတယ်။သူ့ဘဝမှာပထမဆုံးအချိန်ဖြစ်လူတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့မော်ဆွမ်းတဲ့စွမ်းအားကိုခံစားမိတယ်။သူ့သက်14နှစ်မှာချာလီကကြီးမားတဲ့အခွင့်အရေးတစ်ခုရရှိခဲ့တယ်။သူ့ကို H လက်ကစားလမ်းလို့ခေါ်တဲ့ပြဆက်အဖွဲ့ကငှားရမ်းခဲ့ပါတယ်။သူကအဖွဲ့ရဲ့တင်းငယ်တဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့အစပြုခဲ့တယ်။သူကတခြားသူတွေထက်ပိုစူးစမ်းခဲ့တယ်။လှုပ်ရှားမှုတွေလက်ကွက်တွေတင်ယူခဲ့ရတယ်။နေရောညပါလေ့ကျင့်တဲ့အတွက်ကြောင့်သူ့ရဲ့အရေးချင်းတွေကလည်းတောက်ပလာတယ်။ဒီနေ့မှာပြဆက်ဒိုင်တာတယောက်ကသူ့ကိုမြင်ပြီးဒီကောင်လေးကထူးခြားတယ်လို့ပြောပါတယ်။ချာလီကိုအရင်ကထက်ပိုမြင့်တဲ့တရုပ်ဆောင်မှုအခမ်းကဏ္ဍတွေပေးခဲ့တယ်။အသက်16နှစ်အရွယ်မှာတော့ရှာလော့ဟုံးလို့ခေါ်တဲ့ပြဆက်မှာ၎င်းရဲ့ပထမဆုံးအဓိကတရုပ်ဆောင်နေရာကနေပါဝင်တရုပ်ဆောင်ခဲ့ရတယ်။အဲဒီနောက်ပိုင်းမှာတော့ချာလီကလမ်းပေါ်ထွက်ဖျော်ဖြေသူတဦးမျှသာမဟုတ်တော့ပါဘူး။ပြည်သက်ကြီးတွေရဲ့ရှေ့မှောက်မှာတကယ်ရုပ်ရှင်ရုံတွေမှာတောင်တရုပ်ဆောင်နေရပါပြီ။လူတွေကလည်းသူ့ကိုချစ်ကြတယ်။သူ့အပြောဆိုလှုပ်ရှားမှုတွေစကားတခွန်းအောင်မပြောဘဲလူတွေရဲ့ခံစားချက်တွေကိုထိမိအောင်စွမ်းဆောင်နိုင်စွမ်းအရေးချင်းရှိတာတွေကိုဒါရိုက်တာတွေကမြင်တယ်။အဲ့လိုနဲ့သူ့ဘဝကိုထာဝရပြောင်းလဲစေမယ့်နေ့တစ်နေ့ရောက်လာပါတော့တယ်။ဟောလိဝုဒ်ကနေဆက်သွယ်လာပါတယ်။1910ခုနှစ်ချာလီရဲ့သက်တာမှာပထမဆုံးအကြိမ်အမေရိကကိုတွားခွင့်ရခဲ့တယ်။အမေရိကန်နိုင်ငံမှာဖျော်ဖြေမဲ့ Fred Carnos Company လို့ခေါ်တဲ့နာမည်ကျော်ဟာတာအဖွဲ့မှာပါဝင်ဖို့ဖိတ်ကြားခံခဲ့ရတယ်။အမေရိကဆိုတာသူ့ရဲ့တကယ်အနာဂတ်အိမ်မက်တွေဖြစ်လာမယ့်နေရာပဲလေ။ချာလီကသူ့အိတ်တွေကိုထုတ်ပိုးပြီးပင်လယ်ပြင်ကိုဖြတ်ဖို့တင်မောပေါ်ကိုတက်သွားခဲ့တယ်။သူအမေရိကကိုရောက်တော့ကတော့အရာအလုံးကတိုးတက်ပြောင်းလဲနေပြီးလမ်းတွေလည်းပိုကျယ်ပြီးစွမ်းရည်အနေနဲ့လျှက်စစ်ကိုအသုံးပြုကြတယ်။အရေးကြီးဆုံးကတော့ဟောလိဝုဒ်ကအဲ့ဒီမှာရှိတယ်။ချာလီသိတာတခုကဒီနေရာကငါရှိတဲ့နေရာငါအောင်မြင်တဲ့ဂျပွန်တပွင့်ဖြစ်လာရမယ်။1973ခုနှစ်မှာ Keystone Studio လို့ခေါ်တဲ့ရုပ်ရှင်ကုမ္ပဏီတစ်ခုကချာလီကိုသတိပြုမိခဲ့တယ်။အတန်တဲ့ရုပ်ရှင်တစ်ခုမှာသူ့ကိုနေရာတိတိလေးတစ်ခုပေးခဲ့တယ်။အများကြီးမဟုတ်ပေမဲ့ချာလီကအခွင့်အရေးတစ်ခုကိုမြင်တယ်။လူတွေဘယ်တော့မှမမေ့နိုင်တဲ့ထူးထူးခြားခြားအရာတစ်ခုကိုဖန်တီးပြခြင်းခဲ့တယ်။အဲ့ဒါကြောင့်လဲသူကဇက်ကောင်တစ်ခုကိုဖန်တီးခဲ့တယ်။စိုက်ကြီးတဲ့အဝယ်စားတင်းငယ်တင်းကျပ်တဲ့ကုတ်အင်ကြီးရီစရာအုတ်ထုပ်နှကမ်းမွေးပပလေးနဲ့ကဘာပေါ်မှာအကြော်ကြားဆုံးလမ်းလျှောက်တဲ့သူပေါ့။အဲ့ဒီဇက်ကောင်ကရုပ်ရှင်သမိုင်းမှာအထင်ကြီးအထင်ရှားဆုံးဇက်ကောင်တွေထဲကတစ်ယောက်ဖြစ်လာမှာပါ။ပထမတော့လူတွေကဇက်ရုပ်ကိုနားမလည်ပါဘူး။ဒါပေမဲ့ချာလီဖျော်ဖြေတဲ့အခါသူလှုပ်ရှားတဲ့အခါသူစကားတခုမှမပြောဘဲလူတွေကိုရီအောင်လုပ်နိုင်တဲ့အတွက်ကဘာတလွားကပရိသတ်တွေကသူ့ကိုချစ်သွားကြတယ်။ချာလီရဲ့စကားများလည်းရေပန်းစားလာခဲ့တယ်။ထုတ်လုပ်သူတွေကသူ့ကိုထပ်ထုတ်ပေးဖို့တောင်းဆိုကြတယ်။စတူဒီယိုတွေကသူ့ကိုပတ်စံတွေအများကြီးပေးတယ်။နေငယ်အတွင်းမှာပဲလန်ဒန်မြို့ရဲ့လမ်းတွေပေါ်ကနေစင်းရဲသားကလေးငယ်ဟာကဘာပေါ်မှာအကြီးဆုံးကျေပွင့်တစ်ပွင့်ဖြစ်လာခဲ့ပါတယ်။1919မှာတော့ချာလီချပ်ပလင်ရဲ့ရုပ်ရှင်တွေကြည့်ဖို့တန်းစီရတဲ့အထိကြော်ကြားလာပါတယ်။သူ့ပုံကိုပိုစတာတွေသတင်းစာတွေမဂဇင်းတွေမှာများများဆက်ဆိုင်တွေ့ရတယ်။နိုင်ငံတိုင်းကသူ့ကိုချစ်မြတ်လို့ကြတယ်။သူ့ရဲ့ရုပ်ရှင်တွေကိုလူသန်းပေါင်းများစွာကြည့်ရှုခဲ့ကြတယ်။ရီးကြတယ်ငိုကြတယ်ရွှင်မြူးကြတယ်။ဒါပေမဲ့အောင်မြင်မှုအားလုံးရဲ့နောက်ွယ်မှာချာလီကတခုခုကိုသိခဲ့တယ်။ဒါအစပဲရှိသေးတယ်။သူလုပ်ချင်တာကအရာအားလုံးကိုထိန်းချုပ်ချင်ခဲ့တယ်။ဒါရိုက်တာဂီတာဇလန်းဆက်ညွန်တရုပ်ဆောင်မှုအားလုံးမှာသူနည်းသူဟန်နဲ့ရုပ်ရှင်တွေဖန်တီးခြင်းနဲ့ဒါပေမဲ့ဟောလိဝုဒ်ကဒါကိုမကြိုက်ဘူး။အဲဒီတုန်းကတရုပ်ဆောင်တွေကိုရုပ်ရှင်စတူဒီယိုတွေကထိန်းချုပ်ထားတယ်။စတူဒီယိုတွေကဘာလို့ရမယ်ဘလို့တရုပ်ဆောင်ရမယ်ဘလို့ရုပ်ရှင်တွေရိုက်မယ်ဆိုတာကိုပဲပြောပြတယ်။ဒါပေမဲ့ချာလီချပ်ပလင်ကတော့မတူပါဘူး။ငါ့ကိုဘသူကမှချုပ်ကင်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ဒီလိုနဲ့1918မှာသူ့ကိုယ်ပိုင်ရုပ်ရှင်စတူဒီယိုဖြစ်တဲ့ချပ်ပလင်စတူဒီယိုကိုဖွင့်လှစ်ခဲ့လို့
ရုပ်ရှင်လောကတစ်ခုလုံးအံ့ဩသွားတယ်။အခုသူရုပ်ရှင်လုပ်ငန်းတထေးဖြစ်နေပြီဆိုတော့သူလိုချင်တာမှန်သမျှဖန်တီးနိုင်တယ်လို့ဘယ်သူမှသူ့ကိုတားလို့မရပါဘူး။ပြီးတော့တစ်ချိန်မှာဂဏဝေအတွင်ဆုံးစကားတွေကတကားဖြစ်လာမယ်ရုပ်ရှင်တကားကိုဖန်တီးခဲ့ပါတယ်။1921မှာချာလီက The Kid လို့ခေါ်တဲ့ရုပ်ရှင်ကိုထုတ်ဝေခဲ့ပါတယ်။ဟာသားတစ်ခုမျှတာမဟုတ်ပါဘူး။အဲ့ဒါကသူ့ဘဝရဲ့ဇာတ်လမ်းပါပဲ။စင်ရသားမိဘမဲ့ကလေးတယောက်ရဲ့ဇာတ်လမ်းစာလောင်မှုရုန်းကန်မှုနဲ့ချစ်ချင်းမြတ်တာဇာတ်လမ်းပါ။ရည်စရာကောင်းတယ်လို့ဝမ်းနည်းစရာလည်းကောင်းပါတယ်။လူတွေကရည်ကြတယ်လူတွေကငိုကြတယ်။တကဘာလုံးကဒီစကားကိုသဘောကျသွားတယ်။အဲ့ဒီအချိန်မှာရုပ်ရှင်စကားတွေကဖျော်ဖြေရေးတမဟုတ်ဘူးဆိုတာချာလီသိရှိခဲ့တယ်။သူတို့ကဘဝတွေကိုလုံးဝပြောင်းလဲပြစ်နိုင်တယ်။ရုပ်ရှင်တိုင်းမှာချာလီရဲ့တရုပ်ဆောင်မှုကပိုပြီးအားကောင်းလာတယ်။ဟောလိဝုဒ်မှာသူနဲ့တူတဲ့သူတယောက်မှမရှိဘူး။စတူဒီယိုတွေကတရုပ်ဆောင်တွေကိုတစ်ပတ်လ$10သာပေးရတယ်။ဒါပေမဲ့ချာလီကတော့ရုပ်ရှင်တကားကို$1 သန်းဝင်ငွေရှိပါတယ်။ကမ္ဘာပေါ်မှာအချမ်းသာဆုံးနဲ့ဩဇာအရှိဆုံးမင်းသားဖြစ်လာခဲ့ပါတယ်။ဒါတောင်သူ့အတိတ်ကိုသူဘယ်တော့မှမမေ့ဘူး။စားစရာမရှိတဲ့နေ့တွေကိုလည်းအမှတ်ရနေသေးပါ။အဲဒါကြောင့်သူ့မှာအရာအလုံးရှိနေပေမဲ့ဘယ်တော့မှသူ့အလုပ်ကိုမရပ်တန့်ခဲ့ပါဘူး။စကားတကားရိုက်ကူးဖို့လတွေနှစ်တွေချီအောင်အချိန်ကုန်ခဲ့ရတယ်။အသေးစိတ်လှုပ်ရှားမှုတွေဟာတာကအစအသေးစိတ်အရာအလုံးကိုသူစီစဉ်ခဲ့တယ်။ဘာလို့လဲဆိုတော့သူကရုပ်ရှင်တွေကြီးပဲရိုက်ချင်တာမဟုတ်ပဲရုပ်ရှင်သမိုင်းမှာကပီးရေးထိုးချင်ခဲ့တာပါ။1920ခုနှစ်နောက်ပိုင်းမှာတော့ဟောလိဝုဒ်ကပြောင်းလဲလာတယ်။အတန်မာတဲ့ရုပ်ရှင်အမျိုးအစားအသစ်ပေါ်ပေါက်လာတယ်။ပထမဆုံးအကြိမ်ဖြစ်တရုပ်ဆောင်တွေကဖန်သားပြင်ပေါ်မှာစကားပြောတာကိုမြင်ရကြားရနိုင်ခဲ့ကြတယ်။အတန်တဲ့ရုပ်ရှင်တွေတေကုန်ပြီလို့လူတိုင်းကချာလီကိုပြောတယ်။စကားပြောအတန်ပါတဲ့ရုပ်ရှင်တွေစလုပ်ဖို့တိုက်တွန်းခဲ့ကြတယ်။ဒါပေမဲ့ချာလီကငင်းဆန်ခဲ့ပါတယ်။သူကရုပ်ရှင်မှာစိတ်ခံစားမှုတွေကစကားလုံးတွေထပ်ပိုအားကောင်းတယ်လို့ပြောခဲ့ပါတယ်။1931မှာတကဘာလုံးကအတန်တဲ့ရုပ်ရှင်များခက်ကုန်သွားပြီလို့ထင်တဲ့အချိန်မှာ City Light ဆိုတဲ့ဇာတ်လမ်းကိုထုတ်လွှင့်ခဲ့ပါတယ်။ဖန်တီးမှုသမျှထဲမှာခန်းစားချက်နဲ့အလှပဆုံးစကားတကားပါပဲ။စကားပြောတဲ့အတန်မပါပေမဲ့လူတွေကကြည့်ရှုပြီးမျက်ရည်တွေကျခဲ့ရတယ်။ချာလီရဲ့မျက်မြင်မိန်းကလေးကိုကြည့်တဲ့နောက်ဆုံးမြင်ကွင်းကရုပ်ရှင်သမိုင်းရဲ့အကြီးအကျယ်ဆုံးအခိုက်အတန့်တွေကတစ်ခုဖြစ်သွားပါတယ်။အခုခေတ်မှာတော့လူတွေကအဲ့ဒါကိုအကြီးအကျယ်ဆုံးအတန်တဲ့ရုပ်ရှင်လို့ခေါ်ကြပါတယ်။ပြီးတော့အဲ့ဒီရုပ်ရှင်မှာချာလီကစကားလုံးတွေထက်စိတ်ခံစားမှုတွေကပိုကျယ်လောင်တယ်လို့သက်သေပြခဲ့တယ်။1930ခုနှစ်နှောင်းပိုင်းမှာကမ္ဘာကြီးကပြောင်းလဲလာပြန်တယ်။ Adolf Hitler ကဂျာမနီမှာအာဏာရလာတယ်။သူကအမုန်းတရားစစ်ပွဲနဲ့အကြောက်တရားများကိုဖြန့်ကျက်ခဲ့တယ်။ချာလီကထူးဆန်းတာကိုသတိထားမိတယ်။ Hitler ကသူနဲ့အတူတူနှကမ်းမွေးရှိတာပါပဲ။လူတွေကသူတို့နှစ်ယောက်ကိုနှိုင်းယှဉ်ပြောဆိုကြတယ်။အဲဒါကြောင့်ချာလီကဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဟစ်တလာကိုတိုက်ခိုက်ဖို့သူ့ရဲ့ဟာတာကိုအသုံးပြုပါတော့တယ်။1940မှာသူကသာ The Great Dictator လို့ခေါ်တဲ့ရုပ်ရှင်ကိုရိုက်ကူးခဲ့ပါတယ်။အဲ့ဒါကသူ့ရဲ့ပထမဆုံးစကားပြောတဲ့စကားပါ။ဟာတာတက်တော့မဟုတ်ပါဘူး။အဲ့ဒါကကဘာကိုသတင်းစကားတစ်ခုပါလိုက်တယ်လို့ပါပဲ။စကားရဲ့နောက်ဆုံးမြင်ကွင်းမှာချာလီကမိန့်ခွန်းပြောပါတယ်။တမိုင်းတွင်စေမဲ့ဩဇာအကြီးဆုံးမိန့်ခွန်းများထဲမှာတစ်ခုပေါ့။ကျွန်ုပ်တို့ကအလွန်မင်းတွေးခေါ်တတ်ပေမဲ့စိတ်ထားကတော့တိမ်ငယ်လွန်းနေ။လူတွေကစရန်နေရနဲ့ပို့တူလာတယ်။လူသားဆန်မှုပို့လို့အပ်ပါတယ်။ကဘာကြီးအတွက်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ကြပါစို့။သူ့ရဲ့မိန့်ခွန်းကဒဏ္ဍာရီဖြစ်လာတယ်။ယနေ့ခေတ်မှာတော့လူသန်းပေါင်းများစွာကကြီးစုနေကြဆဲပဲဖြစ်ပါတယ်။ချာလီကလူရှင်တော်တဦးထပို့တာကြောင့်တက်တည်ပြခဲ့တယ်။သူကပြည်သူအတန်လည်းဖြစ်တယ်။ဒါပေမဲ့ဟောလိဝုဒ်ကဒါကိုမကြိုက်ဘူး။ချာလီကအလွန်အစွမ်းထက်လွန်းလို့တချို့လူတွေကသူ့နိုင်ငံရေးစာတွေကိုမကြိုက်ကြဘူး။အဲဒါကြောင့်သူ့ကိုစန့်ကျင်ကန့်ကွက်ကြတယ်။သူဘယ်တော့မှမလုပ်ဖူးတဲ့အရာတွေအတွက်သူ့ကိုဆွဆွဲကြတယ်။သူ့အကြောင်းကိုလိန်ညာဖြန့်ကျက်ကြတယ်။1952မှာတော့သူတို့ကချာလီကိုအမေရိကန်ကနေထွက်သွားဖို့တွန်းအားပေးခဲ့ကြတယ်။ချာလီကသူကူညီခဲ့တဲ့နိုင်ငံကနေမောင်းထုတ်ခံခဲ့ရပါတယ်။အသေးကွဲပြီးချာလီတယောက်ဆွစ်ဇာလန်ကိုပြောင်းသွားတယ်။ရုပ်ရှင်ရိုက်တာလည်းရပ်သွားတယ်။သူကမိသားစုနဲ့အတူအေးချမ်းစွာနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ကဘာကြီးကသူ့ကိုဘယ်တော့မှမမေ့ပါဘူး။1982ခုနှစ်အနှစ်20ကြာပြီးတဲ့နောက်ဟောလိဝုဒ်က၎င်းတို့ရဲ့အမှားကိုသိရှိလာခဲ့ကြတယ်။သူတို့ကချာလီကိုအော်စကာဆုပေးပွဲမှာပြန်ဖိတ်ပြီးဂုဏ်ပြုဆုတွေပေးခဲ့ကြတယ်။သမိုင်းတွင်စေမဲ့အရှိဆုံးလက်ခုပ်တန်12မိနစ်ကြာအောင်တီးခဲ့ကြတယ်။ချာလီရဲ့ဘဝကကျမတို့ကိုအချက်တစ်ချက်သင်ပေးတယ်။အဲ့ဒါကဘယ်တော့မှအရှုံးမပေးပါနဲ့။ဘဝမှာဘလောက်ပဲခက်ခဲပါစေ။သင်ဘလောက်ပဲဆင်းရဲနေပါစေ။သင်ကိုတားဖို့လူဘလောက်ပဲစူးစမ်းပါစေ။သင်မှာအိမ်မက်တစ်ခုရှိတယ်ဆိုရင်အဲ့ဒါကိုစိန်ခေါ်လိုက်ပါ။ချာလီကအိမ်ရမက်ကလေးဖြစ်တယ်။ဒါပေမဲ့ तू ကကဘာပေါ်မှာအချစ်ရဆုံးလူသားတူဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့သူ့ရဲ့ကြော်ကြားမှုအောင်မြင်မှုရီမောမှုတွေရဲ့နောက်မှာတော့သူ့ရဲ့ကိုယ်ပိုင်ဘဝကရုန်းကန်မှုတွေနဲ့ပြည့်နှက်နေပါတယ်လူတွေကသူ့ကိုတစ္ဆာဖောက်တယ်အစိုးရတွေကသူ့ကိုဆန့်ကျင်ကြတယ်သူတည်ဆုံးပြီးနောက်မှာတော့မှအံ့ဩစရာတစ်ခုဖြစ်ခဲ့ပါသေးတယ်သူ့ရဲ့ရှုပ်ထွေးတဲ့အချစ်ဇလံသူ့ရဲ့အကြီးမားဆုံးတစ္ဆာဖောက်မှုဆွစ်ဇာလန်မှာသူ့ရဲ့နောက်ဆုံးနှစ်များနဲ့သူ့ရဲ့အုတ်ဂူကနေအလောင်းကိုခိုးယူခံရတဲ့ထိတ်လန့်ဖွယ်ဇလံကိုပြပြမှာဖြစ်ပါတယ်ချာလီချက်ပလင်ကပါရမီရှင်တဦးဖြစ်ပါတယ်ဒါပေမဲ့အချစ်ရေးမှာတော့အလွန်ရှုပ်ထွေးပါတယ်လွယ်လွယ်နဲ့ချစ်မိသွားလို့အကြိမ်ပေါင်းများစွာသူ့ရဲ့အိမ်အောင်ရေးကနာကျင်မှုများနဲ့အဆုံးသတ်ခဲ့ရတယ်သူ့ဘဝမှာ၄ချိန်တီတီအိမ်အောင်ပြုတ်ခဲ့ရတယ်သူ့ရဲ့ပထမအိမ်အောင်၃ခုလုံးပြတ်သွားတယ်မိမကထွက်သွားတိုင်းသူ့ပတ်စံတွေမသွားပြီးတခါတရံတရားရုံးအထိပါလိုက်ရှင်းရတယ်ချာလီကကဘာကြီးတစ်ခုလုံးကိုပျော်ရွှင်အောင်လုပ်နိုင်ပေမဲ့အချစ်မှာတော့ပျော်ရွှင်မှုကိုရှာမတွေ့ဘူးလို့လူတွေကပြောလာကြတယ်ဒါပေမဲ့1943ချာလီအသက်54နှစ်မှာဦးနာနဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီအချိန်သူမအသက်က18နှစ်ပဲရှိပါသေးတယ်သူမကသူ့အတွက်အရန်ငယ်တယ်လို့လူတွေကပြောကြပေမဲ့ချာလီကဂရုမစိုက်ပါဘူးစစ်မှန်တဲ့အချစ်ကိုပထမဆုံးရရှိခဲ့ပါတယ်ဦးနာကသူ့ဘဝရဲ့အရေးကြီးဆုံးလူဖြစ်လာခဲ့တယ်ကဘာကြီးကသူ့ကိုမျက်ကွယ်ပြုတဲ့ချိန်မှာတော့သူ့ဘေးမှာမမမက်ရက်တည်ပေးခဲ့တယ်သူမကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းသူ့အချစ်သူ့အတွက်အရာရာဖြစ်ခဲ့ပါတယ်အဆုံးထိအတူတူနေထိုင်ခဲ့ကြတယ်အသက်အရွယ်ကွာဟနေတာကလွဲလို့သူတို့အမှန်တကယ်ပျော်ရွှင်ခဲ့ကြတယ်သူတို့မှာသားသမီး၈ယောက်ရှိခဲ့တယ်ချာလီရဲ့ပထမဆုံးချိန်မိသားစုဘဝအစစ်မှန်ကိုရရှိခဲ့တာပါချာလီကဆွစ်ဇာလန်မှာရှိတဲ့အရန်လှတဲ့အိမ်မှာ25နှစ်ကြာအောင်နေထိုင်ခဲ့ပါတယ်ငြိမ်းချမ်းခဲ့တယ်တိတ်ဆိတ်နေခဲ့တယ်စာရေးတာစာဖတ်တာကလေးတွေနဲ့ကစားတာတွေလုပ်ရင်အချိန်ကုန်ခဲ့ရတယ်သူ့ရဲ့ဥယျာဉ်ထဲမှာလမ်းလျှောက်ရင်သူ့ရဲ့အတိတ်သူ့ရဲ့ရုန်းကန်မှုများနဲ့သူ့ဘဝခရီးလမ်းကိုတွေးတောနေမိတယ်တခါတရံမှာတော့သူ့ရုပ်ရှင်အဟောင်းကိုကြည့်ရင်ရီမောနေတတ်ပါတယ်ဟောလိဝုဒ်နဲ့ဝေးကွာနေပေမဲ့လည်းသူ့ကိုမေ့ပြောက်မသွားပါဘူးတကဘာလုံးကလူတွေကသူ့ကိုချစ်နေကြတော့မယ်1989ခုနှစ်ဒီဇင်ဘာလ25ရက်မှာတော့ကဘာကြီးအတွက်ဝမ်းနည်းစရာသတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်ချာလီချက်ပလင်ကအိမ်နေရင်တည်ဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့အသက်က88နှစ်ရှိပြီးခရစ်စမတ်နေ့လည်းဖြစ်ပါတယ်ကဘာကြီးကလုံးဝတိတ်ဆိတ်သွားတယ်လူတမောင်းများစွာကိုရီမောစေခဲ့တဲ့လူတစ်ယောက်ကအခုတော့မရှိတော့ပါဘူးလူတွေကဝမ်းနဲ့ငိုကြွေးကြတယ်ကဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းကသူ့ကိုဂုဏ်ပြုကြတယ်သတင်းစာတွေမှာလည်းရေးသားဖော်ပြကြတယ်ကဘာကြီးကအကြီးကျယ်ဆုံးလူရှင်တော်တစ်ယောက်ဆုံးရှုံးသွားခဲ့ပြီဖြစ်တယ်သူတည်ဆုံးပြီး3လကြာမှမယုံနိုင်စရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်တညမှာတခိုးတစုကသူ့တင်ကြရဲ့အတွင်းကိုဝင်သွားကြပြီးသူ့အခန်းကိုတူးကြတယ်ချာလီချက်ပလင်ရဲ့အလောင်းကိုခိုးယူသွားကြတယ်တခိုးတွေကပတ်ဆက်လိုချင်လို့သူ့အလောင်းကိုပြန်ပေးဆွဲခဲ့ကြတယ်သူ့မိသားစုစီကနေဒေါ်လာ6သိန်းတောင်းတယ်ဒါပေမဲ့ဇနီးဖြစ်သူဦးနာကညှင်းဆိုခဲ့ပါတယ်ချာလီသာအခုအချိန်တွေကိုသိမယ်ဆိုရင်အော်ရီနေလိမ့်မယ်လို့သူမကပြောပါတယ်အဲ့ဒီနောက်ရဲတပ်ဖွဲ့ရဲ့ကြီးမားတဲ့ရှာဖွေစုံစမ်းစစ်ဆေးမှုအပြီးမှာတော့တခိုးများကိုဖမ်းမိခဲ့ပါတယ်၎င်းတို့ကအရှေ့ဥရောပမှာဆင်းရဲသား2ဦးပဲဖြစ်ပါတယ်ဆင်းရဲခြင်းကနေလွတ်မြောက်ဖို့အတွက်အလောင်းကိုခိုးယူခဲ့ကြတယ်နောက်ဆုံးမှာတော့ချာလီရဲ့အလောင်းကိုသူ့မိသားစုထံပြန်လည်ပေးအပ်ခဲ့ပါတယ်သူ့အလောင်းကိုနောက်တစ်ချိန်မခိုးယူနိုင်စေဖို့ပုံမခံခတ်တဲ့အင်္ဂလိပ်တွေနဲ့တင်းချိုင်းတစ်ခုမှမြှုပ်နှံထားခဲ့ကြတယ်ချာလီချက်ပလင်က1989မှာတည်ဆုံးသွားပေမဲ့သူကရှင်သန်နေဆဲဖြစ်ပါတယ်ငါတို့ရည်တိုင်းစကားကောင်းတကားကိုကြည့်တိုင်းသူကအဲ့ဒီမှာရှိပါတယ်ဘဝဆိုတာငွေကြေးအောင်မြင်မှုပါဝါနဲ့မဆိုင်ဘူးဆိုတာကိုသူကသင်ပေးခဲ့တယ်ဘဝဆိုတာရီမောခြင်းဘဝဆိုတာချစ်ချင်းမြတ်တာဘယ်တော့မှအရှုံးမပေးပါနဲ့သူ့မှာဘာမှမရှိရင်တော့မျှော်လင့်ချက်ပြောက်မသွားပါဘူးကဘာကြီးကသူ့ကိုအတိုက်ခံပြုတ်နေချိန်မှာတော့သူကမရက်မနာပဲပြန်လဲတွန်းလှန်နေခဲ့တယ်ချာလီချက်ပလင်ကတမိုင်းတွင်နဲ့အကြီးကျယ်ဆုံးလူရှင်တော်ဖြစ်တယ်လို့သူ့ဇလန်းကနောက်လာနောက်သားမျိုးဆက်တွေကိုစိတ်ဓာတ်ခွန်အားအနေနဲ့လှုံ့ဆော်ပေးပါလိမ့်မယ်အဲ့ဒါကြောင့်သူလုံနိုင်ရင်တင်လဲလုံနိုင်မှာပါအိမ်မကြီးကြီးမှတ်ပါအလုပ်ကြိုးစားပါတနေ့မှတင့်ရဲ့ဇလန်းကလည်းကဘာကြီးမှနိုးကြလှုံ့ဆော်ပေးပါလိမ့်မယ်ချာလီချက်ပလင်ရဲ့ဇလန်းကပြီးသွားပေမဲ့သူ့သင်ခန်းစာတွေသူ့ရုပ်ရှင်တွေသူ့စိတ်ဓာတ်တွေကထာဝရရှင်သန်နေမှာပါဘာကြောင့်လဲဆိုတော့ရီမောကြီးမရှိတဲ့နေ့ကအဓိပ္ပာယ်မရှိတဲ့နေ့ပဲဖြစ်ပါတယ်အခုလိုဆရာသက်တန်စီမဲ့ဇလန်းကောင်းတွေကိုထပ်ပြီးနားထောင်ကြနေဆိုရင်တော့ဒီ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့နဲ့နော်ကြည့်ရှုသူအရောက်စီတိုင်းလည်းဘဝရည်မှန်းချက်ပန်းနိုင်များအောင်မြင်ကြပါစေရှင်